မျိုးသားတယောက်ဟာစီးပွားရေးလုပ်ငန်းတစ်ခုအောင်မြင်ဖို့မျှော်လင့်ချက်အပြည့်နဲ့ဂိုင်းကောင်းဆောင်တယောက်စီသွားတွေ့တဲ့အခါချောမောလှပတဲ့သူ့ဇနီးကိုပါအတူတူခေါ်သွားခဲ့တယ်။ဂိုင်းကောင်းဆောင်ရဲ့စိတ်ကျေနပ်မှုကိုရပြီးအလုပ်ကိစ္စအဆင်ပြေဖို့အတွက်ဆွဲဆောင်မှုရှိတဲ့မိန်းကလေးအတော်များများကိုတော့လက်ဆောင်အဖြစ်စီစဉ်ပေးခဲ့သေးတယ်။ဒါပေမဲ့ဂိုင်းကောင်းဆောင်ကတော့အဲ့ဒီမိန်းကလေးတွေကိုလုံးဝစိတ်မဝင်စားပဲသူတို့ဇနီးမောင်နှံတွေကအမျိုးသားရဲ့ဇနီးကိုပဲလိုချင်တယ်လို့ပွင့်ပွင့်လင်းလင်းတောင်းဆိုလိုက်တယ်။ဒီစကားကြောင့်အမျိုးသားဖြစ်သူဟာအရန်ဒေါသထွက်ပြီးသူ့ဇနီးလက်ကိုဆွဲပြီးချက်ချင်းထွက်သွားဖို့ပြင်ခဲ့ပေမယ့်ဇနီးဖြစ်သူကတော့လိုက်မလာပဲတုံဆိုင်နေခဲ့တယ်။ဘာလို့လဲဆိုတော့သူတို့သားလေးကအရန်ဖျားနေပြီးဒီအပေးယူကပဲသားလေးအတွက်စေကူသားစေရနိုင်မဲ့တခုတည်းသောမျှော်လင့်ချက်ဖြစ်နေလို့ပါပဲ။နောက်ဆုံးမှာဇနီးဖြစ်သူကသားလေးအတွက်ဆုံးဖြတ်ချက်ချပြီးကြံခဲ့တဲ့အတွက်အမျိုးသားဖြစ်သူဟာမျက်ရည်တွေနဲ့ထွက်သွားခဲ့ရပြီးဇနီးဖြစ်သူကတော့ဂိုင်းကောင်းဆောင်စီလျှောက်သွားခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းစာချုပ်ချုပ်ဖို့ပြန်လာတဲ့အခါမှာတော့ရုပ်မာတဲ့ဂိုင်းကောင်းဆောင်ကစကားအမျိုးမျိုးလွှဲပြီးစာချုပ်ကိုဖျက်ပြီးတော့သူတို့ကိုအိမ်ထဲကနေမောင်းထုတ်လိုက်တယ်။ကိုသားလေးကိုကဲဖို့အတွက်ခနာကိုပါအနစ်နာခံပေးဆက်ခဲ့ရပေမယ့်နောက်ဆုံးမှာဘာမှမရပဲအလကားဖြစ်သွားတဲ့အတွက်ဇနီးဖြစ်သူခမကားပေါ်မှာရှိုက်ကြီးတငင်ငိုနေရတော့တယ်